ကျွန်တော်ဒီနေ့မှာလဲ master ၄ခန်းပါပြီးတော့မှ3တက် roots lab အသစ်ဆက်လုံးချင်းလေးတစ်လုံးထပ်မံရောင်းချပေးတော့ပါဦးမယ်ဒီနေရာလေးကမြောက်ဒဂုံမြို့နယ်မှာဖြစ်ပါတယ်ခရံအမီပေါက်လေးဖြစ်ပါတယ်ဆိုတော့ကျွန်တော်အိမ်လေးကိုမပြပေးခင်လေးမှာကျွန်တော် channel လေးနဲ့ကျွန်တော်ရဲ့ page လေးကို like and follow like and subscribe လုပ်ပေးဖို့လဲကျွန်တော်ဒီနေရာကနေပြီးတော့မေတ္တာရက်ခံလုပ်ပါတယ်အပန်းမကြည့်ဘူးဆိုရင် like လုပ်နေတော့ဖို့လဲကျွန်တော်ဒီနေရာကနေမေတ္တာရက်ခံလုပ်ပါတယ်ဗီဒီယိုလေးကိုစုံလေးကြည့်ရှုပေးပါခင်ဗျာဗီဒီယိုရဲ့အထက်မှာဒီအိမ်လေးနဲ့ပတ်သက်တဲ့ data အချက်လက်အားလုံးနဲ့တကွဗီဒီယိုရဲ့အဆုံးမှာဒီအိမ်လေးရဲ့ဈေးနှုန်းမှာတပါးတည်းပေါ်ပြပေးတော့မှာဖြစ်တဲ့အတွက်ဗီဒီယိုအဆုံးလိုက်ပါကြည့်ရှုပေးဖို့ကျွန်တော်အရောက်ချင်းစီတိုင်းကိုဖိတ်ခေါ်ပါတယ်ကဲလမ်းနေထားရတယ်မစိုးပြတော်တော်ကိုကျဲတယ်အတွင်းလမ်းကျဲလမ်းလို့ပြောရင်လည်းမမှားပါဘူးပြီးတော့တိုက်မျက်နှာစာတိဆောက်ထားတဲ့ပုံစံလေးကတော်တော်ကိုခန်းခန်းနားနားလေးနဲ့တကယ် classic ဆန်ဆန်လေးတိဆောက်ထားရဆိုတော့ကျွန်တော်ခံစားမိတယ်ပြီးတော့အရှိမလည်းကားသေးဆိုရင်2စီးရက်လို့ရမယ်ကားကြီးဆိုရင်တော့တော်တော်ကြီးတဲ့ကားဆိုရင်တော့တစ်စီးတော့ကောင်းကောင်းရက်လို့ရပါတယ်โอเคကျွန်တော်တို့အိမ်ထဲဝင်ကြည့်လိုက်မယ်ဝင်ချင်းတကားကတော့ကျွန်းတကားပေါ့နော်ကျွန်တော်အိမ်ထဲဝင်ချင်းကျွန်တော်ဘာခံစားမိလဲဆိုတော့သူကအောက်မှာကျွန်းပါကေကိုအပြည့်ခင်းထားတယ်ပြီးတော့ height ကိုလည်းနည်းငယ်လေးမြင့်ထားတယ်ပေါ့နော်ဆိုတော့ height ကတော်တော်မြင့်တယ်လို့ခံစားမိတယ်ကျွန်းပါကေကလည်းကြွနေရပဲခင်းတာတော်တော်ကိုလှတယ်အသစ်ဆက်လူကိုမနေရသေးတဲ့အိမ်လေးဖြစ်ပါတယ်ပြီးတော့ရှောက်လန်းကလည်းတော်တော်ကိုကျယ်တယ်ဒါကတော့မြေကြီးထဲမှာရှိတဲ့ master bedroom ဖြစ်ပါတယ် master bedroom မှာလည်း aircon တက်ထားပြီးသားအသစ်ဆက် aircon တက်ထားတယ်ကျွန်းပါကေခင်းထားတယ်တော်တော်များများပေ20ပေ60တွေမှာမြေကြီးထဲမှာ master ထည့်ဖို့နည်းနည်းလေးအခက်အခဲရှိရပါတော့ဒီအိမ်လေးမှာတော့မြေကြီးထဲမှာ master bedroom ပါတယ်ဆိုတော့ကျွန်တော်တွေးရပါတယ်ဆိုတော့တော်တော်လေးစနစ်တကျတိဆောက်ထားရဲဆိုတော့လည်းခံစားမိပါတယ်โอเคကျွန်တော်တို့ master bedroom ထွက်လိုက်မယ်ထွက်ချင်းမှာညာဘက်ချမ်းလေးမှာပေါ်တက်တဲ့လေကားလေးပေါ့ကျွန်တော်မတက်သေးဘူးပေါ့နော်မတက်သေးပဲကျွန်တော်မိဖို့ကန်လေးပြပြီးမယ်โอเคကျွန်တော်မိဖို့ကန်လေးကိုဝင်ချင်းမှာသူကကျွေးပြားလေးကတ်ထားတယ်ပြီးတော့သူကဒီအခန်းနှစ်ခန်းတွေ့ရတယ်ဗျဒီဘက်မှာကျတော့ဒီခန်းလေးကမေရုံးအဖြစ်သုံးမယ်ဆိုရင်သုံးလို့ရတယ်store room ဖြစ်သုံးမယ်ဆိုရင်သုံးလို့ရတယ်ဆိုတော့အဲ့ဒါလေးကိုလည်းခံစားမိတယ်ဒီအခန်းလေးမှာလည်းဗရင်းပေါက်တွေပါတယ်အလေကုန်တွေထွက်ကောင်းတယ်ပေါ့နော်ဆိုတော့မေရုံးဖြစ်သုံးရင်လည်းသုံးလို့ရပါတယ်ဒါကတော့ gas toilet ဖြစ်ပါတယ် public toilet ဖြစ်ပါတယ်အမီးဘူးကမ်းမှာအဲ့ cabinet တွေထည့်လိုက်ပြီဆိုတော့တော်တော်ကိုလှသွားမယ်ဆိုတော့လည်းကျွန်တော်ခံစားမိပါတယ်ဆိုတော့ okay ကျွန်တော်နောက်ဖွေးလေးကိုပြပေးမယ်သူကနောက်ဖွေးမှာလည်းသူကပေ10ပေလောက်ကအပူပါနေတာပေါ့နော်သူရဲ့အဓိကကတော့ပေအစိတ်ပေ80ပေါ့နော်သူအနောက်မှာ work kitchen ထပ်ထုတ်မယ်ဆိုရင်လည်း10ပေလောက်ကထပ်ထုတ်လို့ရသေးတယ်ပေါ့နော်အဲ့ဒါတော်တော်လေးကိုသဘောကျတယ်ကျွန်တော်အောက်ထပ်တွေမှာအကုန်လုံးပြပေးပြီးဆိုတော့ကျွန်တော်အပေါ်တက်လေးကိုကျွန်တော်ထပ်ပြပေးပါမယ်လေကားလေးကတက်ရတာပြည်လေးဖြစ်တယ်ဗျလေကားတက်ချင်းညာဘက်ချမ်းလေးမှာကျွန်တော်အခန်းတစ်ခန်းတွေ့ရတယ်ကျွန်တော်ပြပေးမယ်ပြီးတော့ဘယ်ဘက်ချမ်းမှာလည်းအခန်းတစ်ခန်းထပ်တွေ့ရတယ်ဆိုတော့ကျွန်တော်အရင်ဆုံးရှေ့ကဒုတိယ living room ပြပေးမယ်ဒါကတော့ဒုတိယ living room ဖြစ်ပါတယ်သူကတလွာချင်းစီတိုင်းကို height မြင့်ထားလို့လားမသိသူက3တက်ကတော်မြင့်တယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ okay ဒါတော့ master bedroom ဖြစ်ပါတယ်ဒီမှာလည်း aircon အသစ်တစ်လုံးတက်ထားပြီးသားဖြစ်ပါတယ်အကုန်လုံးသုံးထားတာကျွန်းတကားတွေအကုန်လုံးကြားတကယ် quality ကောင်းလေးကိုသုံးထားရဲဆိုတာကိုကျွန်တော်တွေးရပါတယ်ဆိုတော့ okayဒီဘက်ချမ်းမှာလေကားတက်ချမ်းမှာဒီကောင်လဲ master bedroom လေးပဲပေါ့နော်ဆိုတော့ကျွန်တော်ပေါ်မတက်ခင်ဒီ master bedroom လေးပြပေးမယ်ဒါလည်း master bedroom လေးဖြစ်ပါတယ်သူကအခန်းထဲမှာ aircon light ကအကုန်တက်ထားပြီးသားပေါ့အသင့်နေလေးပေါ့နော်လက်တင်နေလို့ရတဲ့အနေထားမှာသူပြင်ဆင်ထားဆိုတော့တွေ့ရပါတယ်ဆိုတော့ဒါတော့ master bedroom ရဲ့ bedroom dash ဖြစ်ပါတယ်ဆိုတော့ကျွန်တော်စုစုပေါင်းကျွန်တော် master 3ခန်းပြပေးပြီးသားပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်အပေါ်ထပ်ကြည့်လိုက်ပါမယ်သူက height ကမြင့်မြင်သူကလှေကားတွေကိုတော့ပြေလေးလုပ်ထားရဆိုတော့တွေ့ရပါတယ်ဆိုတော့အပေါ်တက်တဲ့ချိန်မှာညာဘက်ချမ်းပါပဲ master တစ်ခန်းတွေ့ရတယ်ဒီဘက်မှာတော့ဘယ်လိုပြောမလဲဖျားကန်လုပ်ချင်တယ်လုပ်လို့ရတယ်ကဲတတိယ level လုပ်ချင်တယ်လုပ်လို့ရတယ်ပေါ့နော်အခန်းလေးတော်တော်ကိုကြည်ကြဲဝန်းတွေ့ရပါတယ်ဆိုတော့ okay ဒီမှာ master တစ်ခန်းတွေ့ရတယ်စုစုပေါင်းမြင်ကြီးတက်မှာ master တစ်ခန်းပထမတက်မှာ master တစ်ခန်းအခုအပေါ်ဆုံးတက်မှာ master တစ်ခန်းဖြစ်တဲ့သူက master ကြီးပဲ၄ခန်းပါပါတယ်သူကစောက်ထားတဲ့ပုံစံကလည်းငလေတန်းကိုကောင်းခံနိုင်အောင်စောက်ထားရတယ်လို့လည်းကျွန်တော်ကိုပြောပါတယ်
ဆိုတော့စောက်တဲ့အင်ဂျင်နီယာလည်းတကယ်ကိုတော်တဲ့အင်ဂျင်နီယာစောက်ထားရဆိုတော့လည်းကျွန်တော်ကြားသိရပါတယ်ဒီအင်ဂျင်နီယာတော်တော်ကောင်းပါတယ်ကျွန်တော်အရှိရ body ကိုထွက်ကြည့်လိုက်မယ်အရှိရ body ကိုကလည်းတော်တော်ကိုကျယ်ဝိုးရှိတဲ့ body ကိုတွေ့ရပါတယ်โอเคကျွန်တော်အပေါ်ဆုံးတက်လေးမှာဘာလေးတက်ကြည့်လိုက်အောင်အပေါ်ဆုံးတက်ကလည်းဆက်လက်ပဲဗျဆက်လက်လုံးတော့ဖြစ်ပါတယ်ခေါင်းမိုးမဟုတ်ပါဘူးဆက်လက်ဖြစ်ပါတယ်ဟိုမှာလေးတိုင်းအစ်စ်ပါပါတယ်ဆိုတော့ပုံစံလေးကတော်တော်ချစ်စရာကောင်းပြီးစောက်ထားရဆိုတော့လည်းတွေ့ရပါတယ်ဒီနေ့ကပါလေပေ20ပေ60အပြည့်စောက်ထားလာတော်လေးကြဲကြဲဝုန်းဝုန်းနဲ့တော်တော်လေးဟို classic ဆန်နဲ့ဆိုတော့ကျွန်တော်ခံစားမိပါတယ်ပြီးတော့ဟိုလေကားတွေသူဖွဲ့စည်းတဲ့ပုံစံလေးကလည်းအရင်မမြင်ဘူးလေကတစ်လေးတွေကပြေးတယ်အဲ့တော့သူဖိုးဖိုးဖွားဖွားတွေပါလာမယ်အသက်ကြီးရွယ်တွေပါလာမယ်ဆိုရင်တက်အဆင်ကတော်တော်ကိုလွယ်ကူမယ်လို့ကျွန်တော်ခံစားမိပါတယ်သူကဂရန်ထဲမှာဒါသူကပေ20ပေ60ပေါ့နော်ဒါပေမဲ့အပြင်မြေပြင်မှာသူက25ပေ80ရှိတော့လေဆိုတော့တော်တော်ကိုကျဲတယ်လို့ခံစားမိတယ်တာမန်ပေ20တိုက်တီတက်နည်းနည်းပိုကျဲတယ်လို့ကျွန်တော်ခံစားမိပါတယ်အထူးပင်ကျေးဇူးတင်ပါတယ်ခင်ဗျာ โอเคအိမ်လေးကိုကြည့်ပြီးဆိုတော့ကျွန်တော်ဇင်းလုံးလေးပြောပါတော့မယ်ဇင်းလုံးပြောခင်မှာဒီအိမ်လေးရဲ့ဒီနေရာကမြောက်တကုံမြို့နယ်40ရပ်ကွက်မှာတည်ရှိပါတယ်တော့ဘေးတော်လက်မကြီးရဲ့တစစ်ချိုးလို့ပြောရင်လည်းမမှားပါဘူးပြီးတော့တိဆောက်ထားတဲ့ပုံစံလေးက3တက် roof slab ပုံစံလေးဖွဲ့စည်းတိဆောက်ထားတာဖြစ်ပါတယ်စုစုပေါင်း master ၄ကန်ပါပြီးတော့မှပေ20ပေ60ဂရန်အမီပေါက်လေးဖြစ်ပါတယ်ဒါပေမဲ့ပေ20ပေ60ဆိုပေမဲ့မြေပြင်မှာကပေအစိတ်နောက်ကိုပေ80ရှိပါတယ်အိမ်အသစ်ဆက်ဆက်လေးဖြစ်ပါတယ်လူကိုလုံးဝမနေရသေးတဲ့အိမ်တက်လေးဖြစ်ပါတယ်ဂရန်အမီပေါက်လေးဖြစ်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်အစဒီအိမ်လေးရဲ့ဈေးနှုန်းကိုကျွန်တော်ဒီဗီဒီယိုထဲမှာကျွန်တော်ဖော်ပြပေးမလို့ပါပဲဒါပေမဲ့ဒီချိန်ဒီကာလငွေကြေးအတက်ကြဈေးနှုန်းအတက်ကြဖြစ်နေတဲ့ကာလဖြစ်တဲ့အတွက်ဒီအိမ်လေးရဲ့ဈေးနှုန်းအသေးစိတ်ကိုသိကျင်တယ်ဆိုတော့ကျွန်တော်ဖုန်းနံပါတ်399516 83ကိုဖုန်းခေါ်ပြီးမေးမြန်းစုံစမ်းနိုင်ပါတယ်ဈေးနှုန်းအကြမ်းမြင့်ကတော့3000အပေါ်မှာဖြစ်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ဗီဒီယို live ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းတဦးချင်းတိုင်းပုံမှာငွေနဲ့လုံးဝဝယ်လို့မရတဲ့ကျမ်းမာခြင်းပျော်ရွှင်ခြင်းနေသချင်းတက်ရောက်ပါစေ